တော့ဘာလို့မိသားစုတွေလူစုံတက်ဆုံနေပါလားဗျာဘယ်ကနေလှည့်လာကြလဲ ဘယ်ကမှလှည့်လာတာမဟုတ်မင်းအိမ်ဝင်လာတာဘယ်မှာလဲမင်းညီမ ကျုံးချမရှိပါလေဟိုအနောက်ကကြော်ဝဲကြီးဘာလို့ကိုလဲဗျာ နင်ကလည်းမြမလူမျိုးမဟုတ်ဘူးလားဘယ်တော့ဘွဲနဲ့လာမှာတော့မင်္ဂလာကိစ္စပေါ့ငါသားနင်းညမကိုမြစ်တာမြနေလို့တဲ့အဲ့ဒါငါလာတောင်းတာ ဒေါသနဲ့ကျုံညမနေမြစ်တာမြနေကြလားကျုံလည်းမသိရပါလားဗျာတေချောင်းလို့ကျုံညမမေးကြည့်လိုက်ပါဦးမယ် မေးနင်းညမကိုခေါ်မေးကြည့်လိုက် မလေးဒါပေါင်းညမလေးဒီကအဒေါသနဲ့ညီမလေးနေမြစ်တာမြနေကြဆိုဟုတ်လား မဟုတ်ပါဘူးကိုရဲ့ မလေးမြစ်တာမြတာမမြတာအရေးမကြီးဘူးငါသားဘက်ကချစ်နေရပြီကဲပြောငါဘယ်နေ့လာတင်တောင်းပေးရမလဲ တော့ဘလို့စကားမျိုးပြောလိုက်တာလေဗျာဒီမှာကျုပ်တို့ကခမည်းတော်ရဲ့စိတ်ဆန္ဒပြည့်စည်ဖို့အတွက်ဖြစ်တည်လာတဲ့အယုတ်တွေပို့ကျုပ်တို့မှာခံစားတတ်တဲ့နှလုံးသားပါတယ်ငင်းပဲပိုင်ခွင့်ရှိတယ်ကိုထမင်းကိုစားပြီအစော်ကတော့မခံနိုင်ဘူးဗျာခမည်းတော်အခုချိန်ကြီးကျုပ်ချာနေထွက်သွားပြီပါ မလေးကြီးကျယ်ကျယ်နဲ့နင်းညမတဲနဲ့နေတာကိုတိုက်ပေါ်မှာနေရအောင်လို့ငါလာတင်ပေးတာလေဘာလဲနင်တို့ကရေခဲချောင်းရောင်းစားတဲ့ဘဝကနေမလွတ်ချင်ဘူးနဲ့တူတယ်ဟဟလား ဒီမဲ့တော့ကျမတို့ကတဲပေါ်မှာနေပြီးပြင်းချမ်းစားရပြီမဲ့ကျမတို့ဘဝအေးချမ်းနေတိုက်ပေါ်မှာနေပြီးကိုချမ်းသာပြီမဲ့စိတ်ဆင်းရဲနေရမယ်ဘဝမျိုးကျမတို့မမှတ်မဟုတ်နောက်ဆုံးရှင်းပြောလိုက်ရှင့်သားကိုငွေပုံပေးပြီးတော့ရွှေကိုလှဲနဲ့တိုက်ပြီးလာတင်တောင်းရတာမှကျမလက်ခံမှာမဟုတ်ဘူးအဲ့ဒါကျမရဲ့နောက်ဆုံးဆန္ဒ မင်းတို့စကားတွေရင်းလိုက်တာဟမ်ငါအခုလို့မင်းညီမကိုလာတောင်းနေဆိုတာမင်းခုံလောင်ယူအောင်ပါဟဲ့ငါအမေကိုခုချက်ချင်းမင်းလက်အုပ်ချပြီးတောင်းမှလိုက်တော့ ဗျာငါတို့ကိုးကွယ်တာဖျားကွာငွေသားမဟုတ်ဘူးအင်ငွေကိုဖျားလို့တဆူကိုးကွယ်တဲ့လူတွေလားမင်းစကားကိုနားထောင်ရင်နားထောင်လိုက်တယ်အဲ့ထဲမှာငါတို့မပါဘူးဗျာမင်းတို့အခုလိုမျိုးစကားလက်ခံပြီးပြောနေရတော့မင်းတို့တော်တော်တရားလွန်ခုစစ်စစ်ငါချင်တဲ့ထွက်သွားရောက် ။အဲ့အောင်ဆိုတော့သူတို့ကဖားတိနေမှာတော့ကွာ။မင်းကဘာလုပ်နေမှာလဲ။ပြန်မယ်ရ။ဒီအောင်လေးကငါပြောတည်ရတယ်။အလကားမရှိဘူး။စားလို့ရတယ်ရ ဟုတ်တယ်တွေ့အားလုံးကလေးပဲကြီးရတယ်ကျန်တာဘာမှအရှုံးမရှိဘူး ဘာလို့ရှုံးမရှိရမှာလဲကွာဟဲ့ငါအမေရဲ့ခုံငါရဲ့တိတ်ခါကိုထိကြိုက်တယ်ကွာဟဲ့မင်းစကားမင်းမြဲမြဲမှတ်ထားမင်းငါကြောင့်သိစီရမဟဲ့တော်မယ်ပေါ့ကွာပတ်စရှိပြီအစင်နာမရှိရဟာ ကိုရင်ဒီကိစ္စကိုလေမမလေးတကယ်လုံးဝမသိဘူးနော်မမလေးဘာပဲလုပ်လို့ကိုရင်နဲ့အမြဲတမ်းတိုင်ပင်မယ်လို့မမလေးပြောထားရနော် ဝင်လာလေပါညီမလေးရဲ့ဟိုကိစ္စမှာမညီမလေးဘက်ကမမအောင်မညီမလေးပဲညီမလေးစီလို့ပါလား ဟုတ်ကဲ့ဂိမ်းဆိုင်တော့နော် မို့ကျွန်တော်မှတ်မိလားဗျ ဟုတ်ကွာမင်းတော်တော်ပြောင်းလဲသွားတာပဲကွာ
မင်းဝေရံမို့လား ဟုတ်တာပေါ့ကိုမိုးရကျွန်တော်ဝေးရမှာ အေးပါကွာဘလို့တွေ့ရတော့ဝမ်းသာပါတယ်မင်းတို့မျိုးပေါ်မှာစီးပွားရေးတွေအဆင်ပြေတယ်ဆိုတဲ့တရင်လဲအချားပါတယ်ကွာဟိုဒါနဲ့ပြပါဒီပါအလဲလားဒါမို့လုပ်ငန်းကိစ္စနေပဲလား အလဲပဲဆိုပါတော့ကိုမိုးရဟိုအဖေနဲ့မေကမြို့မှာရှိတဲ့လုပ်ငန်းတွေကိုဥဆောင်နေရဆိုတော့ဟိုကျွန်တော်ကအလုပ်ကမမရမရှိဘူးလေအဲ့တော့ကျွန်တော်လည်းရွာကိုလာပြီးတော့တကယ်ချင်းနေလာတွေ့တာအလဲသဘောပါပဲ ဒီပေါ့ကွာမတူညီတဲ့ဘဝနှစ်ခုကိုမတိမတာလေးနှိုင်းရှင်ကြည့်မိလိုက်တဲ့အခါမှာငါညမလေးပုံမှာတာဝန်ကြီးကြီးကိုခံစားရတယ်ကွာငါညမလေးရဲ့တငယ်ချင်းအပေါင်းအသင်းတွေကတော့လုပ်ငန်းကိုစီနဲ့စီးပွားရေးတွေအဆင်ပြေပြီးလူငယ်ဘဝကိုအပြည့်အဝခံစားနေရတဲ့အချိန်မှာအညမလေးကတော့လုပ်ငန်းခွင်မှာချွေးတန်းတစ်ရွှဲရွှဲနေပေါ့ကွာငါတော့မကြတာကွာ အဲ့ဒီလိုလည်းပဲဟုတ်ပါမလို့ကိုမိုးရစီးပွားရေးအဆင်မပြေပဲဖြစ်စေခြင်းတဲ့အရာတွေများလာတဲ့အခါကျရင်ခါတလီမှာတော့ပုဂ္ဂိုလ်ဖို့အမလို့အမြတ်ဖြစ်တတ်ကြပါတယ်ညမုံနဲ့ပညာတဲ့တယောက်ပဲဗျာကိုမိုးရဲ့ညီမဖြစ်ရတာသူမျက်နှာမငယ်တော့ပါဘုံတော်ယူနေတော့မှာဟောဒါနဲ့ညမုံကအခုဘာလုပ်နေ တော်တောင်းတို့စလိတ်ခုံမှာနေစားဝင်တော့ပါ ဟိုဒါဆိုရင်ကျွန်တော်ရမုံတို့တွားပြီးနှုတ်ဆက်လာကျွန်တော်ဖွင့်ပြီးရမုံ ဝေးရန် မင်းတို့တွေအလုပ်ကနေထမင်းစားပြန်လာကြတာမလား ငါတို့လောက်တာနဲ့ဘယ်လိုသိရလဲ ။အနင့်ကိုလည်းတွေ့ခဲ့ပြီဟာ ဝေးရရင်မြို့မှာနေရာကြောက်လာခေါ်လာလိုက်တာဟဲ့ မြို့သားဆိုတော့တောမနေရနဲ့တော့ဘယ်သူမှမလဲဟဲ့တသွေးတမွေးနဲ့မြို့သားကြီးလို့ချောလာမှာပေါ့ ဟောဒါနဲ့ဝေးရန်ဒီရွာကိုပြန်လာတာအလေတက်တက်ပဲ ။အလဲတက်တော့မဟုတ်ဘူးဟာ။တာဝန်နဲ့ပြန်လာ တာဝန်ဟာတာဝန်လဲ ဘာတောင်ဝင်လဲဆိုတော့ငါပြောပြမယ် तू ကနင့်ကိုသူ့ကြီးစားအနေနဲ့မြို့ကိုခေါ်တော့ဖို့ ။ချက်ပါနဲ့။သူပြောရလဲမှန်နေဟာ ငါတော့မယ်ဟာကိုရဆောက်နေတယ်ပြောအလုပ်ကိုပွားအောင် ။ရမုံ။အော်နင်တို့လည်းငါပြောမယ်စကားဘာလို့သွားပြောရတော့ အဲ့စကားကနင်ပြောမယ်ဆိုတော့ငါတို့လည်းသိတယ် तू လည်းသိပြီးသားအဲ့ကြောင့်မချိုးပြောပြလိုက်တာပေါ့ဟာငါတို့လည်းလိုက်သွားအောင်တော့မယ် ရောက်ဖတော့အဖြစ်ကိုကမ်းလင်းမှာလျက်နေပြပုံနဲ့အတင်းဆင်းပြေးသွားတယ်ခွေအချိုးနဲ့ထော်ချိုးလေးပါလားဟမ်ဟိုင်ငါမျိုးမြင်နေတာဒီပုံစံမဟုတ်ဘူးကွာမင်းညီမလေးကိုငါနဲ့တာပေးစားလိုက်မယ်ဆိုမင်းဒီရေခဲချောင်းရောင်းတဲ့အလုပ်လုပ်စား အေးဟာမင်းတို့ငါ့ကိုနောက်ဆက်ကြပါနဲ့ကွာမင်းတို့နဲ့ရန်ဖြစ်ရတဲ့ဘက်ကောင်ပြောက်ဖို့ငါဒုက္ခိတာမင်းတို့မရှောက်ဘူးလားဟဲ့အမှန်ပါလေကွာအညမလေးနောက်ဆက်ကြပါနဲ့ အမေကိုနှောက်ရှက်နေရမင်းညီမလေးကောင်းစားဖို့အတွက်ငါမုန်းခံပြီးပြောနေရတော့အဘစကလုံးကျန်းနေနှောက်ရှက်တာမဟုတ်ဘူးဒီမစိန်တော့နားမလဲ ချီရိုနဲ့ကလောက်ချီရိုနဲ့ပြောဆိုသလိုမွဲချင်တဲ့ခွေပြပုံတိုးဆိုတာဒီလိုကောင်မျိုးပြောတာပေါ့ကွာထွီ ဆရာမြောင်းပုတ်ထဲကငါ့ကိုအလားဖိုင်လေးမှာထည့်ပြီးတော့မွေးထားခြင်းလို့လားဆရာမြောင်းပုတ်ထဲကငါ့ကိုအလားမွေးကိုမပြောနဲ့ချက်စားတော့လူတွေကယုံကြတယ်ဗျ
ဆရာမလို့ဗျာမယုံမချာနဲ့ဖူး မင်းငါတစ်ဖက်တွေတီးတယ်အတီးလေးနည်းနည်းလေးရှိနေစင်ပြပါဟမ်ခုတော့မင်းကဟော်ရီရေခဲချောင်းရောင်းတဲ့အလုပ်ကိုပဲလုပ်နေတော့မင်းရဲ့အုံနောက်ထဲမှာငါစေတနာတွေကဘာမှအရာမထင်ဘူးမင်းကိုခွင့်ရေးပေးမယ်နော်မင်းငါစကားတွေနားလေတွားတဲ့ခါကြလို့ရှိရင်မင်းငါ့ကိုလာပြောလေမစဉ်းစားပေးမယ်နော် ကောင်းပြီကောင်းမယ်ချမောနေဘယ်တော့မလို့ ငါဘယ်တော့တော့ပေါ့နင်နဲ့ပါဆိုင် နေကငါဆိုရင်ဘာဖြစ်လို့ခုလိုဟာဒီဖြစ်နေတာလဲမြစ်တာမှန်ရောင်းပြန်ပါလေဆိုတဲ့စကားတကယ်ပဲမှားနေ နင်မျက်တာမှန်မှန်လို့ရှောင်းမပြန်တာပေါ့နင်ကငါ့ကိုတကယ်ချစ်တာမှမဟုတ်တာပစ္စည်းအာကုန်နဲ့စီယုံပြီးတော့တိမ်သွင်းနေတာ တော်တော့ရမောနေငါချစ်ကိုမစော်ကားတင်ငါနေကြကောင်စကလုံးချူချူလေးတော့မပြောတတ်ဒါပေမဲ့ငါနင့်ကိုတကယ်ချစ်တာအဲ့နေစမ်းမောနေနဲ့ဝေရံနဲ့ဆိုရကောင်ပါလေ နင်နဲ့မဆိုင်တဲ့ကိစ္စကိုဘာလို့လာမေးနေတာလဲ ငါနဲ့မဆိုင်မဟုတ်လားအေးငါနဲ့ဆိုင်တဲ့ကြောင်နင့်ကိုပြောမလား ဟဲ့မင်းတာပါလို့လား မင်းမမြင်ဘူး မြင်နေအေးမြင်လို့လည်းမေးလူသူလေးပါသွားလာနေလေမင်းကြီးတယောက်ကိုမင်းဆွဲလိုက်ရလို့ပြီးနောက်ရှက်တယ်မရှက်ဘူးပြီးမိမလူမျိုးမဟုတ်ဘူးလားဟဲ့မင်းကြီးလေးဘက်ကအလုံးမတူဘူးဆိုရင်ကိုနှမလို့ဆောင်းလျှောက်ရတယ်ဆိုဒါရွာရဲ့ဒလေးပဲမင်းနားမလဲဘူးလားမင်းဒီရွာလားမဟုတ်ဘူးလားရောဟမ် ဟဲ့မင်းကဘာလို့ရှောက်ပြောနေတာငါသူ့ကိုစောင့်ရှောက်ချင်လို့ကိုဖြစ်နေတာဒီကိစ္စငါတို့ဘွားလေးမြင့်ရောက်ပါစေတော့ဆိုပြီးတော့ငါလူချမ်းချင်းပြစ်ခဲ့ပြီးသူ့ကိုငါဘွားတော့ရောင်းဆွဲကုန်နေတာမင်းသိလားလား ဟဲ့မင်းပိုတွေပြောမနေနဲ့မင်းဘက်ကဘယ်လောက်ပဲကြိုးစားရမုံကမင်းဘက်မှာရှိမလို့မင်းကြိုးစားလဲအလကားပဲရော ရမောကငါဘက်မှာမရှိဘူးဆိုရင်ငါတို့ပဲဒါရမော ဟဲ့ ဘုဇောနင်ပြန်တော့နင်ဒီတဲ့ကိုကြီးမိုင်းရိုက်စော်ကားနေမယ်ဆိုရင်ငါဆက်ပြီးတစ်ခတ်ပါ ကိုကြီးညီမတို့ပြောစရာရှိလို့ဆို ငါလေးတို့ချင်းနေတာလို့ရှိတယ် ဘာချင်းလို့မရလဲ အညမနဲ့ဝေရန်အချင်းမေးရကိုရ ဟာကိုကြီးကလည်းဝေရနဲ့ညီမလေးကတငယ်ချင်းနေ ညီမလေးကတငယ်ချင်းလို့ပြောတာပြီဝေရန်ညီမလေးကိုဘယ်လိုသဘောမျိုးထားလဲဆိုတာညီမလေးတီပါပေါ့ ကိုကြီးကညီမလေးနဲ့တူကိုသဘောတူနေရတယ် ဟေးဝေးခုပြောတဲ့ဇာတ်ကားထဲမှာနော်သဘောတူတယ်ဆိုတဲ့ဇာတ်ကားမပါဘူး ဟာကိုကြီးရတယ်ညီမလေးကလေကိုကြီးကိုချစ်လို့ဆိုးလို့တောင်းဝါသေးတာမို့ ပါတယ်ချစ်လို့ဆိုလို့ဝိုင်းကိုကြီးတယောက်တည်းထားခဲ့မယ်ဆိုတဲ့သဘောလား ဘာလို့ထားခဲ့မှာလဲကိုကြီးရဲ့ညီမလေးကိုလေကိုကြီးဘွားတွေကနေဆွဲထုတ်သွားမယ်လို့ညီမလေးကဘယ်တော့မှလက်မထပ်ဘူးတကယ်လို့ဝေရန်ညီမလေးကိုခင်ပြောလာခဲ့တယ်ဆိုတော့ညီမလေးကကိုကြီးကိုအရင်ဆုံးသိပေးတာ ကောင်းပါဘူးညီမလေးပြောတာယူပါ ရှင်မောနင်းကငါစိတ်မချတော့ဘူးနင်ဘယ်သွားဘယ်လာငါနင်နားမှာရှိချင်တယ် ဝေရန်ရဲ့ညီမကိုစိတ်မချအောင်ငါကလေးလား အဲ့ဒီကလေးမဟုတ်လို့ပဲငါနင့်ကိုစိတ်ပူနေရတာပေါ့ငါနင့်ကိုပွင့်နေပြောမယ်နင့်ကငါဆုံးရှုံးမခံဘူးပြီးတော့နင့်ကလက်ထက်ချင် နေပါဦးဝေရန်ရဲ့ညီငါ့ကိုလက်ထက်ချင်တယ်ပြောအောင်ညီငါ့ကိုရီးစားစကားတော့ပြောဘူးလို့ နင်းနဲ့ငါနဲ့တန်ရောစင်ရအခုမှစတာမဟုတ်ဘူးလေဟာဟိုးငယ်ကလေးကနင်းနဲ့ငါတန်ရောစင်ရှိလာခဲ့တာနင်းကရီးသားစကားပြောဆိုငါအခုပြောနင်းကငါချစ်တယ်အရန်ချစ်တယ်တိတ်ချစ်တယ်ငါရင်ပဲကြီးနေမှာစအောင်ငါနင်းကိုချစ်တယ်ကဲနင်းငါ့ကိုဖြေပေးတော့ နေပါဦးငါလေးချက်ချင်းတော့ဖြေပေးလို့မရသေးဘူးဟာငါကိုနဲ့တိုင်မရအောင်ပဲငါလေဘာပဲလုပ်လို့ငါ့ကိုအမြဲတမ်းဖွင့်ပြောပြီးတိုင်မြင်လေးရှိတယ်ဟာ နင်းကသဘောမတူလို့
လက်တော့ခွင့်မပြုနိုင်ဘူးဆိုရင်နော် ငါ့ကိုအဲ့လိုလူကဲခဲမညံ့ပါဘူးဟာသူကငါ့ကိုအမြဲအရေးကြီးနဲ့ကြည့်နေတာဟာသူနည်းနည်းသဘောတူတော့ငါကိုနဲ့တိုင်ပင်ပြီးတဲ့အချိန်ကြီးတော့စောင့်ပြီနော် မင်းမနေဖြည်းဖြည်းမဲ့တဲ့နေ့ကိုတော့ငါဆောင်နေပါမယ် ကိုရေခဲကြောင်မရောက်နဲ့တော့ ကိုရရေခဲချောင်းမရောက်တော့ဘာလို့စားအောင် ဘီဒင်ဟောကန်ဖွင့်လိုက် ဟာညီမလေးရတယ်ဘေးတင်ဟောကန်းဖွင့်အောင်ကိုရဘေးတင်ကမဟုတ်တတ်တာညီမလေး ကိုရဘီဒင်မဟောတတ်ပြီမဲ့အချားနေရတယ်လေ ညီမလေးရတယ်ကဲကိုရလေလူရင်းတူရှင်ပဲပြောနော်ကိုရစကားတွေတော်ခိုင်းမပြောပါနဲ့ညီမလေးကိုကြီးညာအဲ့တော့မမိဘူးညီမလေး ဟိုကိုကြီးပြောသလိုပဲလေဘီဒင်ကညီမလေးကိုချစ်တယ်လို့ဖွင့်ပြောလာတယ် အဲ့တော့ညီမလေးကဘာပြန်ပြောလဲ ညီမလေးကကိုကြီးနဲ့တိုင်ပင်လာအောင်မယ်လို့ပြောလိုက်တယ်အဲ့ဒါညီမလေးသူ့ကိုဘယ်လိုပြန်ပြီးတော့အဖြေပေးရမလဲ ညီမလေးရောသူ့ချစ်တာအညီမလေးတော့ချစ်သူရပြီးမိလားဆုံးတော့ပါဘယ်တရားလဲထားကြတော့ပါနော် ညီမလေးကလေကိုကြီးကိုပါအတူတူခေါ်သွားမှအဆင်ပြေမယ်လို့ပြန်ပြောထားတယ် အဲ့တော့သူကဘာပြောလဲ သူကတော့လေကိုကြီးကိုပါသူနဲ့အတူတူခေါ်သွားမယ်လို့ပြောတယ် အဲ့လိုလုပ်လို့မရဘူးလေညီမလေးအညမမမြင်ဘူးမတွေ့ဘူးတဲ့တစိမ့်မိချားတွေမှာနေရမှာလေအညမလေးနဲ့အင်းချုပ်ကောသူတို့တန်းဝင်ရတယ်အညမလေးကိုချစ်ကြပါလားဟုတ်ကိုကြီးတို့တော့ကိစ္စတယောက်ပါသူတို့အတိုင်းဝင်နေတော့ကိုကြီးလိုက်လာမယ်ဆိုလာပါတယ်ပကြီးကတစ်ချက်ပေါ့ကျောင်းဆုံးစီးပုံမောက်ကြကျိုးစိုးကြည့်ထမ်းပါမှာဘောနေပါလေ ဒါဆိုရင်ကိုကြီးကညီမလေးနဲ့တူတူမလိုက်ဘူးဆိုတော့ဗောလားအဲ့ဆိုရင်တော့လေညီမလေးသူ့ချစ်ကိုလက်မခံဘူးလို့ညင်းလိုက်တော့မယ်နော် ဟုတ်ဘူးတယ်ညီမလေးညီမလေးကထိုင်ဟာများတဲ့ရိုးတံလှပတဲ့လေးစီပါပြီးတော့မှာအညမရဲ့အလားတရားကိုဖျက်ဆီးနေတာအဲ့ဒီရိုးတံအဲ့တော့အဲ့ဒီရိုးတံကိုချိုးပြီးကိုမြတ်တို့တမို့ထားပြီးဖန်ဆင်းလို့ပဲလူချက်အညမလေးပြပြရွှေရွှေနဲ့လိုက်သွားနော် ဟင်းကိုကြီးညီမလေးအဲ့လိုတော့ကိုကောင်းမဆန်ညီမို့ညီမလေးတို့မိဘတွေမရှိတဲ့နောက်ပိုင်းမှာကိုကြီးကညီမလေးအတွက်ဆိုရင်ဖေဆိုရင်လည်းဟုတ်တယ်အမေဆိုရင်လည်းဟုတ်တယ်ကိုကြီးတယောက်တည်းဆင်းရဲတွေနဲ့မှနေခဲ့ပြီးတော့ညီမလေးတယောက်တည်းချမ်းသာပြီးပျော်ရွှင်နေရတဲ့ပတ်ဝန်းကျင်မျိုးညီမလေးကဘလို့စိတ်နဲ့လိုက်သွားမှာလဲကိုကြီးရဲ့ ညီမလေးပြောလို့ကိုရပဲဆိုရဟုတ်တယ်ကိုရအမေဆိုရဟုတ်တယ်လေကိုကြီးပြောစကားကိုညီမလေးနားထောင်ပါလေညီမလေးနော်ကိုကြီးပြောစကားကိုညီမလေးနားထောင်တယ်ဘယ်တော့ဒုက္ခရောက်ခဲ့ဘူးကဲပါညီမလေးဟိုနေနော်ဒီဘေးကနေဆိုညီမလေးကလေညွှန်းနေတော့
有些哎表面表面，哎呀妈呀，表面就啊，我来，对的，啊。ဝင်းရစောင့်နေရကြပြီလားငါနည်းနည်းနောက်ကျသွားတယ် နင်တော့မကြပါဘူးငါ့ဝဝရီကကောင်းနေတာညာကလေနင်စီကဖြေရမယ်ဆိုတော့ဟာစဉ်းစားရင်းနဲ့အဲ့လိုတော့မပြော အားလဲချိုးဖို့ကြိုက်လို့လား ချင်းနေပါပါတယ်ဟာတူဝင်းနဲ့လေဩနင်ကလည်းမနောက်ပါနဲ့ဟာငါအကောင့်ပြောနေတာဒီနေ့နင်စီကအဖြေဘာပေးမလဲဆိုတာသိကျင်သိနေငါအိမ်မပြောဘူးဖြစ်နေတာလို့ပြောတာ ဟုတ်ပါပြီငါလေငါပြည့်ပြည့်ကနင့်တွေပျော်စရာလည်းဖြစ်ချင်းဖြစ်မယ်ဝမ်းနည်းစရာလည်းဖြစ်ချင်းဖြစ်မယ်ဘာပဲဖြစ်ဖြစ်နင်စိတ်မဆိုးမလား ရပါတယ်ချစ်ဆိုတဲ့အရာကလူယူလို့ရတဲ့အရာမှမဟုတ်ဘူးနင်ပေးတဲ့အဖြေကကြီးကြီးနဲ့လက်ခံပါဒါနဲ့နင်ငါ့အတွက်ယူလာတဲ့အဖြေကဘာလဲ ငါနင့်ကိုမချစ်ဘူးအဲ့လိုပြောလိုက်ရင်နင်ဝမ်းနေသွားမှာမလားငါကလေနင့်ကိုဝမ်းမလဲစေချင်ဘူးပျော်ပဲပျော်စေချင် ဒါဆိုရင်နင်ငါ့ကိုချစ်တယ်ပေါ့နော် ငါနင့်ကိုချစ်တယ် ဝမ်းသာလိုက်တာဟာ ညီမလေးညနာလည်းမကောင်းပါလားဘာဖြစ်လာလဲဘိုးကောင်ဝေးရနေစီမပြေခဲ့လားညီမလေးကိုင်းမင်းနေလေပါလေဘိုးကောင်ဝေးရငါညမလေးကိုဘာပြောလိုက်လဲဘာလုပ်လိုက်လဲဟမ်ကိုင်းပြောစမ်းအဲ့ကောင် ရမောရမော ကိုညီမလေးသူလည်းမတွေ့ချင်ဘူးကိုညီမလေးသူလည်းမတွေ့ချင်ဘူးနော်ကိုကြီး ညီမလေးညီမလေး ဟုတ်ရမော မင်းငါညမလေးကိုဘာပြောလိုက်လဲဘာလုပ်လိုက်လဲဟမ်ရ ကျွန်တော်ဘာမှမလုပ်ပါ မင်းဘာမှမလုပ်ပဲငါညမလေးကငိုယူပြီးပြန်လာစအကြောင်းမရှိဘူးမင်းကအမှန်တိုင်းပြောမလိန်နဲ့ ကျွန်တော်မလိမ့်တတ်ဘူးအခုလဲရမုံနဲ့ကျွန်တော်နဲ့ချိန်ထားတဲ့နေရာမှာရမုံရောက်မလာလို့ကျွန်တော်အိမ်ထိလိုက်လာတာကျွန်တော်ဘာမှမသိဘူး ငါညမလေးကမင်းကိုဖြေပေးမယ်ဆိုထွက်သွားတယ်အခုအိမ်ကိုပြန်လာတော့ငိုယူပြီးတော့ပြန်လာမင်းဘာမှမလုပ်ဘဲနဲ့တော့ငါ့ကိုမပြောနဲ့ရ ဒီမဲ့ကိုကျွန်တော်မမားတဲ့ကိစ္စမှာကျွန်တော်မသိတဲ့ကိစ္စမှာကျွန်တော်အတင်းမေးတယ်အခုလက်ကားပဲဗျာတကယ်မှန်တရားကိုသိကျင်တော့ရမုံမေးမှရရမုံ မင်းအိမ်နဲ့တော့မရှိဒါငါအိမ်တော့ငါရဲ့ခွင့်ပြုချက်မရဘူးသွားလို့မရဘူးမင်းပြန်လိုက်တော့ ပြန်နိုင်ဘူး
ရမုံကျွန်တော်ဘာကြောင့်မတွေ့ကြတာလဲကိစ္စကိုကျွန်တော်တိတိကျကျသိရမှာကျွန်တော်ပြန်မယ် မင်းသိကျင်တဲ့ကိစ္စကြငါညမငိုယိုပြီးပြန်လာတဲ့ကိစ္စငါပိုသိကျင်တာရအဲ့ဒီဒေါသတွေမင်းမပုံဝင်ကြခင်မင်းပြန်လိုက်တော့ငါပြောနေတယ်နော်ဟဲ့ ရမုံ ဝေး你ဘယ်လိုလုပ်ဒီထိရောက်လာလဲ မင်းဟောဘာလို့ရှောင်နေတာဟာ ရှောင်းနေတယ်ဆိုမှတော့ငါနဲ့ကိုမတွေ့ချင်တော့ဘူး ငါဘာမှလုပ်တယ်လို့လဲဟမ်အဲ့နေရတယ်နင်လာမစိုးလို့ငါစောင့်နေရလေဘာလို့ချင်းနေရောက်မလာလဲ ဝေးဒီငါ့ကိုဘာမှထပ်မမေးပါနဲ့နင်ပြန်มาတော့ငါ့ကိုတွေ့ရင်လည်းငါ့ကိုတတ်လိုက်မယ် နင်ဘလို့မိမ့်ပါလေရှင်နင်ဘာလို့ငါ့ကိုမျောလင်းချက်တွေပေးရလဲအကြောင်းတရမရှိဘဲနဲ့ဒီလိုငါ့ကိုနင်ခုလိုတွေလုပ်နေရတယ်ဟမ်နင်ဘာသဘောလဲဟာ ဝေးရနင်ကငါပြန်တော့လို့ပြောနေရနော် ငါမပြန်အလုံးဝမပြန်ဘူးအေးနင်ငါ့ကိုဘာလို့ရှောင်နေဆိုတဲ့အကြောင်းကိုငါသိရမှာငါပြန်မယ်ဟာ အေးနင်မပြန်ဘူးဆိုရင်ငါអော်လိုက်မှာနော်နင်မပြန်ရင်နင်အရင်သိကျင်နေတဲ့အဖြစ်တစ်ခုငါပြောပြငါနင့်ကိုမချစ်ဘူးငါမျက်စိရှိကိုလည်းဘယ်တော့မှထပ်ပေါ်မလာပါနဲ့အခုချက်ချင်းငါမျက်စိရှိကနေထွက်သွားပါတော့တော့ဝင်ပါလေထွက်သွားပါတော့နင်ကမတော်လို့ပြောနေရလေတော့ထွက်သွား ငါလေကိုပေါဒီကိုဘာလာလို့တာဘာပြောသားလေးဟမ်ညီမလေးငိုနေဟမ်ဟိုကဘာပြောပါအဲ့ကောင်ဘာပြောတာကိုကြီးပြောတာဟမ်ညီမလေးကိုကြီးပြောအချမ်းပါလေအခုလိုမျိုးငိုနေတာကိုကြီးမရတော့ကိုရဲ့နှလုံးသားကိုခြုံတက်တဲ့စူးချုံနဲ့ဒိုးစွာနေလို့ခံစားလို့ပါညီမလေးရဲ့နော်ညီမလေးပါပြတာကိုညီမလေးပါပြတာငါညမလေးကောင်းစားဖို့တော့ကိုကြီးရေးချင်ပြလိုက်တယ်လားမနေလို့လားညီမလေးဟမ်ကိုကြီးပြောစမ်းပါညီမလေးရဲ့ကိုကြီးပြောစမ်းပါညီမလေးရဲ့ ညီမလေးကိုဘာမှမမေးပါနဲ့တော့ညီမလေးဘာမှမပြောချင်လို့ပါကိုကြီးရဲ့ညီမလေးကိုဘာမှမမေးတာအကောင်းဆုံးဖြစ်မဲ့တင်ပါတယ်ညီမလေးမပြောချင်လို့ပါနော် ညီမလေးငါမင်းရတော့နေဘယ်ကောင်ဘာလုပ်လာလဲနေဘာကြောင့်ကိုလိုမငိုနေရလဲငါ့ကိုပြော ညီမလေးမပြောချင်ဘူးကိုကြီးညီမလေးတောင်းမဲ့ပါတယ်ညီမလေးကိုဘာမှမမေးပါနဲ့နော် အေးမပြောနဲ့နေပြည့်တဲ့ပြည်တော်နေကိုလည်းမပြောရင်ငါချေအောင်ငါလုပ်ပြမယ်နေစောင့်ကြည့် ကိုကြီးဝေးရန်ဟို
ကြအောင်စောင်းနေရလားဟမ်ရမင်းငါမရှိတဲ့ချိန်မှာမင်းငါ့ညီမကိုမင်းဘာပြောသွားလဲငါအမှန်တိုင်းပြောရ ကျွန်တော်ဘာမှမပြောပါဘူးကျွန်တော်ကိုမိုးရဲ့ညီမကိုတွေ့ကျင်လို့အိမ်ကိုလာတာပါ မင်းဘာမှမပြောတော့ဆိုလို့ငါညမတစ်ချိန်လုံးဘာကြောင့်ငုံနေရတာလဲဟမ်ရောအဲ့ဒါမင်းကြောင့်မဟုတ်ဘူးသူကြောင့်လဲငါ့ကိုပြော ကျုပ်လည်းဘယ်သိမလဲဗျာအဲ့ဒီကိစ္စကိုသိချင်လို့ရမုတ်စီကိုကျွန်တော်လာမေးခဲ့တာရှင်မကျုပ်ကမပြောပြတဲ့အပြင်ငိုယုံပြီးတော့ကျွန်တော်ကမောထုတ်လိုက်သေးတယ်အကိုရင်ဖြစ်တယ်အကိုကတော့မသိကျုပ်ကဘယ်သိမလဲ ဟဲ့မင်းခွေးလာမပြောနဲ့ငါညမဘဝတစ်လျှောက်လုံးမှာရင်းရင်းနှီးနှီးပတ်သက်ခဲ့ဘူးရက်သားသားမင်းတယောက်ဆိုင်ပဲရှိရဟဲ့ဒီမှာငါညမလေးတိတ်ချစ်လုံးမျက်နှာလေးတော့တစ်စက်ကလေးမှအညိုးခံနေကောင်မဟုတ်ဘူးဟဲ့အခုမင်းနဲ့ပတ်သက်ခဲ့ငါညမလေးကတစ်ချိန်လုံးတညာလုံးညင်နေတယ်ခွာကွာဟမ်မင်းမဟုတ်ဘူးလေဟဲ့ငါ့ကိုမနိုင်ပြောတော့ ကျုပ်လည်းမသိတော့ဘူးဗျာကိုမိုးကျုပ်ကိုတက်ချင်တယ်ဆိုလဲကျုပ်ကိုတက်လိုက်တော့ဗျာဒီမကိုမိုးလည်းကိုမိုးညီမလေးခုလိုမျိုးငိုယိုနေရမြင်ရလို့ကိုမိုးကန်လာရသလိုကျုပ်လည်းကြောက်ချစ်တဲ့သူခုလိုမျိုးခံစားနေရတော့ကျုပ်လည်းပဲကြည့်ရမလဲဗျာကိုမိုးထက်ချစ်ချင်းမြတ်တာမတားခင်နေပါဗျာကျုပ်ကိုမိုးတော့မရော့ပါဘူး မင်းငါ့ကိုလာမပြောနဲ့မင်းငါ့ကိုမနိုင်နေတော့ရမဝင်ငါစပါ ကိုမိုးကျုပ်ပြောတာမယုံဘူးဆိုတယ်ကိုမိုးကြိုက်တာလားလုံးတော့ကျုပ်မပြောတဲ့စကားမရှိတော့ တမမယောမင်းငါတမ ရှင်မလေးရှင်မအိမ်မ ငါရမလေးပါစီငါ့ကိုနေကြောက်တာ ရှင်မအဆိုင်နေတောက်လိုက်လို့ ဟာကျွန်တော်စိတ်တောင်းလိုက်လို့ ဟာ ခုချိန်တော့ဝေယံဆိုတဲ့ကောင်ထောက်ကျုံးငမောကတော့ဝနေတော့ ဘောပွားရုံဘဲကမလဲအခုကျွန်တော်ဆိုရင်ဟိုကောင်ဝေးရကျွန်တော်စားမယ်တက်ပြောင်းနေတော့ပြီပါ စေရောက်အကြံကကောင်းလိုက်တာဗျာ ကျဲတလုံးနဲ့အတုံးကောင်တစ်ခါလေးထီအောင်ပြလိုက်တဲ့ဆရာလေးစားတယ်ဗျာလေးစားတယ် သိရင်သိမသိရင်မဖြစ်မဲ့ဂိမ်းနဲ့ရောက်နေပြီကွာဖြစ်ပါဝေယံလေး ဟောငါအဲ့လိုကြီးတယ်မကြီးရွယ်ပါဘူးကွာအစင်မဲဝင်နေဝင်လာတယ်ကွာခံပေါ်ဟုတ်တယ်မလား ရမိုးရဲ့ဘာဖြစ်လို့ကိုတက်တရတာလဲဟာနေကိုနဲ့တက်တရတော့တယ်ဘာကလေးပဲရှိနေလို့လေဒီဘာလို့ငါတို့မပြောခဲ့တာလဲဟာနေကိုလို့တီးဘာလို့ကြာနေကိုလို့တီးရတာဘာလို့ကြောင်လဲအာ မင်းကြောက်ရဟဲ့မင်းကြောက်မင်းကြောက်မင်းကြောက်ရတာဟဲ့မင်းမတမ်းမလို့ရဝေးဟဲ့မင်းကပတ်တကိုင်းမှာငါညမခုလို့တရားတာကွာ ခင်ဗျားလည်းကြောက်ကြည့်ပဲဆိုမနေနဲ့ခင်ဗျားလည်းသူ့ကိုရမဟုတ်ဘူးလားသူ့ကိုရဆိုခင်ဗျားသူ့တေးတာခင်ဗျားလည်းသိရပါဘောခင်ဗျားလည်းလုံကျဲပဲ ငါမညာဘူးငါညမလေးငါပုံမဲ့လို့ငါမွေးလာတာကွာမင်းကပတ်တကိုင်းမှာငါညမလေးခုလို့တရားတာဟဲ့မင်းကြောက်မင်းကတမရဟဲ့ ကိုမရှင်မတကဝေးရမဟုတ်ဘူးကိုမရဲ့ဟိုကောင်လေးကမှထူးစော်လေရှင်မပြက်စီးလိုက်လို့ရှင်မခုလိုဖြစ်ရတာသူတို့ရွာထဲမှာပြောနေအောင်ကျွန်မကြားခဲ့ရတာကိုမရဲ့ 快点老子！
ညမို့ ညမော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  呀，秃子！呀，秃子！呀，秃子！快慢了！哎，没想到你妈的给我栽了！哎，你我爸爸。မင်းညီမလေးစီသွားပြီဟုတ်လားမင်းညီမလေးတည်းကငါနဲ့ပါဆိုင်လို့ 快慢了！别快那么表的都要，别撸啊没别撸这个表，别快！有谁还他妈的没不弄要收下的瓜？ ဩနောက်ဆုံးတော့မင်းကတိသွားပြီပေါ့ဟုတ်လားဟမ် 哎呦！我说我连我爸别那洗个路了瓜，没有爸别表给路了嘞。 အတိုက်ရှိရပေါ့အမေအတိုက်မေးရတဲ့ကောင်ပဲဟမ်မင်းကငါလူကြီးလူကောင်းဆန်ဆန်မင်းညီမလာတောင်းတော့အဲ့တော့လက်ခံရခုလိုပြစ်လာတဲ့အကြောင်းကိုဖြူရငါတကောင်မဆုံးနိုင်ဘူးဟဲ့အခုမင်းညီမတေးတဲ့ကိစ္စလေငါတတ်တာမဟုတ်ဆိုမင်းသိနေတာပဲဘာလို့စိတ်တောက်ပြီးတေးတော့လဲငါနဲ့ပါဆိုင်လို့လေဟမ်ဟဲ့ဘယ်မှာတမ်းမဘယ်မှာတမ်းမရောက်နေခေါ်ကျူကငါ့ကိုတတ်မလို့တဲ့အမလေးကြောက်လိုက်တာအမလေးကြောက်လိုက်တာရောက်နေ ကြားပါလေကွာစကားတွေအများကြီးပြောနေတယ်ကမလို့မပို့လိုက်အောင် အပေါ်မှာဟဲ့မင်းမသိခင်ငါပြောလိုက်မင်းတယူတရပြုစုထားတဲ့ပန်းလေးကဟာမွေးလိုက်တာကွာဦးရင်ဘလို့တော့ပြုစုထားတယ်ငါကြောက်ပါမိုက်တော့ဟဲ့ငါကြောက်ပါငါကြောက်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 ဟဲ့啊！